ရမှာသေအောင်တတ်ရမှာဟုတ်နေထိုးနေမဟုတ်ဘူးကဲကျွန်တော်ရဲ့ချင်းညာပေါ့နော်ကျွန်တော်ဒါကတော့ဗီဒီယိုကတော့ဗီဒီယိုအဟောင်းလေးဖြစ်တယ်ပေါ့နော်ဒါလေးကကျွန်တော်တို့ဒါကြည့်ရှုနေတဲ့တင်ကြီးဒါလေးကိုကျွန်တော်ပြပြချင်တယ်ဘာဖြစ်လို့လဲဆိုတော့အသက်16နှစ်ရဲ့မင်းကလေးကိုဗျာယောက်ျားလေး3ယောက်ကအားလုံးပြုတ်ချင်းနေဆိုတော့ကျွန်တော်တို့ကဒါမျိုးတွေဖြစ်တင်ပြန်တော့ကျွန်တော်တာသမီမွေးထားတဲ့မိဘတွေလည်းတွတ်ထင်းဆုံးမပြီးသားလို့ဒါလုံးတယ်ပေါ့နော်နောက်တော့အားလုံးလောက်ကြပါလေလက်တရက်ခံတယ်နော်ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးကျွန်တော်ပြရင်ကြောင်းရင်အားဒါလေးကအားလုံးအတိကျညာဘဝတုတ္တရစီဖို့အတွေ့အကြုံရှိလို့ရှိရင်ဒါအားလုံးကပေါ့နော်အတိပညာဘဝတုတ္တရတယ်ပေါ့နော်အားကြောင့်မို့ကျွန်တော်လည်းဒီဗီဒီယိုလေးကိုပြန်ပြီးတော့ပြတာပြဗီဒီယိုအဟောင်းလေးတွေအတိတ်တွေကျွန်တော်လည်းကျွန်တော် channel မှာစုစည်းပြီးတင်ပြနေတဲ့ကြောင့်ကျွန်တော် channel က subscribe နေပြီးတော့မြတ်တာရက်ခံပါနော်ဒါပဲဒီနေ့ကျွန်တော်တို့လည်းဘယ်နေရာပဲပြည်စီသားပဲရောက်နော်ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဖြစ်ပျက်လေးတွေကိုဒါလည်းတွေ့ရှိရမှာဖြစ်ပါတယ်နော်ကဲအဲ့ဒါဆိုကျွန်တော်အတူတူကြည့်ကြအောင်ဗျာကောလေးမျိုးလေးထဲမှာဖြစ်သွားတဲ့လူတက်မရင်းကျင့်ပြီးတော့အလောင်းဖြောက်တယ်ဆိုတဲ့လူရုပ်မှာ3ယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုရှာဖွေတွေ့ရှိထားတယ်အဲ့ဒီဗီဒီယိုလေးထဲမှာအဲ့ဒီကောင်တွေကဘလိုမျိုးတွေရုပ်မှာရိုင်းဆိုင်စွာနဲ့အသက်18နှစ်ပဲရှိသေးတဲ့အမျိုးသမီးငယ်လေးကိုပြုကျင့်ကြလေဆိုတဲ့ဟာကိုကျွန်တော်တို့ဗီဒီယိုဖိုင်လေးထဲမှာအတူတူကြည့်လိုက်ရအောင် Let's go အဲ့လာပြီအဲ့လမ်းလိုက်လာပြီဘယ်လိုခိုင်းတော့ကောင်မလေးကအဲ့တော့မပြေးဘူးလားမင်းတို့တယောက်တက်လဲဆိုတော့မိမဂျားထဲမှာကောင်မလေးမပြေးဘူးလားတယောက်တက်လဲအောင်ပါနော်ဘယ်လိုလူတလိုက်ဆန်နေလဲမသိဘူးအဲ့တော့ကောင်မလေးရဲ့မူရဘာမှမရှိဘူးကျိုးထုတ်တာအဲ့တော့တယောက်ပြီးမှတယောက်ဆိုမင်းတို့ဘယ်လိုဟောတယ်ဘလို့အော်ဒီမှာသူ့ထဲခိုင်းနေအောင်ဟုတ်လို့တော့ဗဇက်ပိတ်ရဟုတ်လို့မင်းမကျင်ဝင်စာပြတာဖြတ်ကြာလို့ကျေပြောအကုန်လုံးမရင်းကြည့်ပြီးတော့မှပဲဖြတ်တာဟုတ်ကဲ့တတ်တဲ့လုပ်ငန်းတွေအကုန်လုံးပြီးပါလေအဲ့ဒီရှာပြတဲ့ဓာတ်ကဘယ်နားမှာလဲဟုတ်ပြီမင်းအရင်တော့ဟုတ်ကဲ့မင်းလည်းဘာမှနိုင်တယ်ဝင်တော့ဆဲနေတယ်ဟုတ်ကဲ့အဲ့တော့ဆက်ဟောဒါတေးဥပြတာကလေးမကဘယ်နားလေးမှာကိုကြောက်လို့ဆိုင်နော်အဲ့တော့မလေးကြည့်လို့မရဘူးခိုင်းတာကိုစနေပြီးတော့ရောပါအဲ့လိုဝိုင်းတိုင်းနေလာတိုင်းနေလာတော့မတိုင်းနေလာရောတော့မဟုတ်ပါဘူးဒီတိုင်းနေလာလို့မှဒီတိုင်းလုံးလို့ရတယ်ဗျမတိုင်းနေနဲ့မင်းလုံးလို့ရတယ်တိုင်းနေလည်းလုံးရတိုင်းနေနဲ့ဘာမှလုံးလို့မရဘူးဘယ်တိုင်းနေလာအဲ့ဒါတော့ဘယ်နားနေဝင်တော့ဒီလိုတော့ဝင်ထိုင်လို့ထိုင်တော့မယ်အဲ့တော့ကမလေးကဘယ်နားလေးမှာဒီရောက်ခဲ့ထုံးနေလူတွေမဟုတ်လားမသိနော်ဘလို့စိတ်တွေနဲ့များကျူးလွန်ကြတယ်မသိဘူးကိုချုပ်ထားတယ်နည်းနည်းကတော့ချုပ်တယ်ပြီးတော့တက်တယ်လို့ပြောတယ်နိုင်နေမင်းတို့ခေါ်နိုင်ကျုံးတော့လေရပါတယ်ဟိုဝင်လုံးနဲ့ချင်းတယ်ဟိုနင်းလုံးဝပြရတယ်ဒါမှမဟုတ်သူ့ရဲ့ညီခံရတာဒါရည်မလို့ကျွန်တော်လည်းကတော့နေကနာလေးကိုအဲ့ဒါကြီးကျွန်တော်ပြီးမှမဟုတ်ပြီအဲ့တိုင်းဖြစ်သွားပြီတော့ရှာလည်းဆက်သွားပြီနေကလေးကိုပုံပြီးတော့နော်ဟိုထိုးရတာအခန်းကထိုးရတာထိုးရမှာသေအောင်တတ်ရမှာဟုတ်လေထိုးနေမဟုတ်ဘူးဒီရက်ကိုဘယ်လိုလုပ်လဲကိုလည်းငားခဲ့ပါလေပြင်ပြပြချာပဲဒါလုံးတင်တော့နေလာတယ်တော့ဒါပဲဒီပုံမှာရရချုံးတယ်လုံးဒီမှာကျလို့တောင်းလေးတောင်းနေရပထောက်လိုက်အေးဒါနော်
ဘယ်နဲ့ချက်3လေးချက်တော့ရှိ3လေးချက်တော့မပြတ်သွားဘူးအဲ့ပြတ်သွားတဲ့နေရာဘယ်ဖြစ်လဲဒီလိုဖြစ်တာနေရာပဲတက်ချတာဟုတ်ပြီဟုတ်ပြီဒီလိုပြချတဲ့နေရာကနားလေးတွေကြားပြီဟွာလုံးမယ်အကောတော့ဒီရွာကကျွန်တော်တို့လည်းနည်းနည်းလူငယ်လေးနှစ်ယောက်လောက်ဒီလက်ဆင်းပေးနိုင်တယ်။နားနေဆင်းတော့ဆင်းတော့ရိုင်းရလေရမ်းပြတဲ့ပုံလေးမဟုတ်ဘူး။ဆင်းသားများလာ။ဟာဟဲ့ဟဲ့လား။ဘာမှပြောလို့မင်းလားလို့။ဘာဆိုင်ုံလေး။မင်းကတဲဆောင်ကြရလား။ဟုတ်တယ်။တို့ဝိုင်းစားတယ်တော်တော်။ပြောနေတာစားရအောင်လေ။ဘာလို့လဲ။ဒီလိုတခါလေးပုံစံပြပါ။အဲ့လောက်တပ်ပြနေတယ်။ဘာကငါရှာပြနေတယ်မရဘူးဆိုတော့ကောလေးမျိုးလည်းအနောက်ချမ်းသစ်စိန်ကုန်းရွာတဲ့အသက်18နှစ်ပဲရှိသေးတယ်တဲ့ရှိသားဖြစ်တဲ့သူကလာခေါ်တာဆိုပဲရှိုင်းထက်အောင်တဲ့အသက်18နှစ်တဲ့နော်ကျူလိုခိုင်းတဲ့မျိုးသမီးလေးကသူကပြန်ဘယ်တော့ကြောက်နေရှာမလဲမသိနော်အောင်နဲ့အတူနောက်ထပ်တငယ်ချင်းဖြစ်သူနှစ်ဦးရိုးကမဖြူနှင်းခိုင်ကိုအတူတကွအုပ်စုဖွဲ့ပြုကျင့်ပြီးတဲ့အခါမှာတက်ဖြတ်ပြီးချောင်းလေးမှာအလောင်းစွန့်ပစ်ထားခဲ့တာလို့အယူကျွန်တော်တို့ဒီဘက်မှာတော့ကောင်မလေးရဲ့အလောင်းကို3ရက်မြောက်ဩဂုတ်12ရက်နေ့မနက်10:00နာရီလောက်မှာတစ်စိန်ကုန်းနဲ့3မိုင်ကွာမှာရှိတဲ့ကျွန်းကနေအရှိချမ်းစရင်ဝင်ရွာအရှိမြောက်ဘက်ချောင်းထဲမှာဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဘုံချောင်းသားတွေလာပြန်ရှိုးတယ်ကိုသူတော်ကလေအဲ့နေ့လာလို့မနေ့ကကိုသာစမျိုးတော့ပါအဲ့နေ့တွေ့လို့ပါလို့နဲ့စမျိုးတော့ပါပြီရေအဲ့မှာတော့ရှိရှိမှလေးနည်းနည်းလေးတရားခံကတော့ခေါင်းဆောင်ကောင်မလေးရဲ့ချစ်သူကျွန်းလာမြို့နယ်ရွာကုန်းကြီးရွာကရှိုင်းထက်အောင်အသက်19နှစ်ကောလေးမြို့နယ်ပေပင်ရွာကချိုးဝေအောင်အသက်24နှစ်နဲ့ကောလေးမြို့နယ်ဆက်သွားချောင်းရွာကချစ်ခိုင်ကြီးအသက်15နှစ်တို့ဖြစ်ကြပါတယ်ရှိမှာအဲ့ဒါလေဟုတ်တယ်နော်သူတို့တငယ်ချင်း3ဦးကို24နာရီအတွင်းဖမ်းဆီးရမိခဲ့ပြီးအခုလိုတရုတ်ပြစစ်ဆေးနိုင်တာဖြစ်ပါတယ်အဲ့နေရာကိုထိဇက်လေးနေတာမကောင်းနေတာဟုတ်ပြီတိုက်တက်ကြတော့အားမပြည့်စုံနေမကောက်ဘူးနော်ဟုတ်တယ်တိတ်ရှာရီဖြတ်လက်ရွက်တွေဖြတ်မျက်လုံးတွေဖောက်ပြီးတော့တဲ့မင်းတို့တော်တော်ရုံးမှရိုက်ဆိုင်ကြပါလားလူတွေမှဟုတ်ရဲ့လားမင်းတို့ကိုချင်းစာတရားရှိလားမရှိလားဆိုတော့မင်းတို့လုပ်ရက်တွေကတော့မင်းတို့လုပ်ရက်တွေနဲ့ကတော့မေးစရာအကြောင်းကိုမရှိတော့မင်းတို့ကိုချင်းစာတရားမရှိလို့ပဲဒီလိုလုပ်တာပေါ့လေနော်အဲ့လိုကြီးလူကျူးဖို့လိုလို့လားဒီမှာရှိတယ်ဒါပါခက်ကြည့်ကြအောင်နော်ကမလဲဟွာကဟမ်ဖုန်းကတက်ခေါ်အဲ့တောင်ငန်းပြေတော့တောင်ပြေကြီးပါဘောလည်းပို့ဟုတ်ဆိုင်ကလေးနေထားလိုက်ဟုတ်ပြီအဲ့ဒါပြီးဆိုမှမလို့အကုန်ပြီးတော့ဆိုမှမလို့ဒီကောင်ကိုဒီကောင်ပြန်နေမှာပြန်ခဲ့ဘူးတင်လာတော့တယ်ဟုတ်အတိုင်းမယ်ဟုတ်ဆန်တော့ပြီးတော့ဒါပြီးတော့ပြန်တော့ပြီးတော့ဘယ်လာတော့ပြီးတော့
ကုန်ပြီးစီကိုရတယ်နော်တော့မပြီးရအောင် ဘလုံးကြံနေဟိုနာတုံသူတို့ယူပြီးတော့ဘောလောက်တာနမှာနာတုံတုံဒီလဲကြာနေတာသူတို့ယူရနေမှာဟိုတုံပေါ်နေပြီကျွန်တော်တုံအဲ့နေဟိုနာမှာတုံတုံရှိတယ်အဲ့သူတို့ယူလို့ဖျက်ရလိုက်မယ် တုံးနဲ့ပြီးတယ် တုံနဲ့ဖိသေးရတာမနော် တုံးကတော့ကြီးတယ်လားတော်တော် ဟုတ်လို့လားအဲ့လိုဆိုမင်းတို့တုံအနာရောက်နေတော့အဲ့နာတုံကမင်းတို့မတာလောင်းနာမှရောက်နေတာ ကျွန်တော်တော့မပြီးရကျွန်တော်တော့ကြီးနေတယ် အဲ့ဒါမင်းတို့ဟိုပြင်ပြကလန့်ခန္ဓာဘယ်သူခန္ဓာလဲဘယ်အဲ့ဒါရှိသေးတယ် ဒီတိုင်းများ ဟုတ်တယ် ဒီတိုင်းဖြစ်နေတာကျွန်တော်တို့လာတော့ ဟုတ်ကဲ့ကျွန်တော်တင်ထားရတာ ဘာမို့ဒီတိုင်းဖြစ်နေတာ ဟုတ်အဲ့ဒါအောက်ကနေကျွန်တော်တင်ထားရတာ ဟာတယ် ကလန့်နေကလန့်တင်ထားတာသူတို့ကလန့်တင်ထားတာခံထားတာမတာလောင်းပြောမှာဘူးလို့လားဘယ်လိုကြောင်းမို့လဲ ဒီကံကိုပေါ်နေအဲ့ဒီဘောမအဲ့ဒါပြီးတော့ကျန်တာမင်းဝင်မယ်ကျန်တော့ကြလားကြလား ကျွန်တော်ပြောချင်တာကတော့လက်တာသူတို့ကိုဘယ်လိုအပြင်းမျိုးပေးရမဆိုရှင်ကျွန်တော်အရင်ကကပ်ပြီးတော့လေကလီဖြတ်ပြီးတော့ထောင်းနေပါနှင်းစမ်းပြီးတော့ပြန်တော့ပေးတယ်ထောင်းချပြီးတော့ပြန်တော့ပေးတယ်အရင်ကဖြတ်လိုက်ပြီဆိုရင်ကျွန်တော်အားလုံးညာတော့ဟောဖေခံတော့မစင်ရဘူးဖေခံတော့ဆိုရင်ဒါသူတို့လည်းရောက်ဖောက်နေတာအရင်ကဖြတ်ပြီးဒီအမှုအရင်ကဖြတ်ပြီးရအရင်ကဖြတ်ပြီးတော့ကျွန်တော်ထောင်းချမယ်ခိုင်းတဲ့ချက်ခိုင်းမယ်ပြီးသွားပြီဆိုရှင်ဒီကောင်တွေကိုဘာလို့ပြန်တော့ပေးတယ်အဲ့ဆိုရှင်သူတို့မြောက်ခွင်ချောင်းမြောက်ဖေခံတော့ဟုတ်တယ်မလားအဲ့ဒီမျိုးလုံးအဲ့ဒီမျိုးမလုံးချင်ချင်တယ်ပေါ့နော်အဲ့ဒီမျိုးလောက်ကြတော့အဲ့ဆိုရှင်ကျွန်တော်ဗီဒီယိုလေးလောက်ပဲရနောက်ကအဲ့ဒီကောင်မျိုးနဲ့ဒီလိုမျိုးပဲကျွန်တော်ပြောအောင်ပါတည်ရနော်